ဟိုဝေးဝေးကလေရဟတ်အရင်တုန်းကနေခဲ့ပူတဲ့အိမ်ရဲ့ရှေ့မှာတော့ကြီးစရာကဂူတောင်ကြီးတစ်လုံးပဲရှိတယ်။ကတ္တရာပုံဟောင်းတွေကိုပြားပြီးအမိုးမိုးပတ်ပတ်လေကဂူတောင်တစ်ခုလုံးကိုကတ္တရာပုံအဟောင်းတွေနဲ့ကြီးလှုပ်ထားတာဆိုတော့ဂူတောင်ကြီးကမဲမဲချောက်ချောက်ကြီးပေါ့။အပြင်ဘက်ကကြည့်ရင်မဲမဲချောက်ချောက်ပဲဆိုပေမဲ့ဂူတောင်ထဲမှာထားတဲ့ပစ္စည်းတွေကဘီးလက်မြေအိမ်တန်ချောင်းစတဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေမို့ဘီးလက်မြေအမှုန့်တွေနဲ့ဆိုတော့တခါတခါဂူတောင်တကားကြီးဖွင့်ထားလို့ကြည့်မိရင်ကျမ်းပြင်ကတော့ဖွေးစွတ်နေလို့ပဲဂူတောင်အပေါ်ဘက်အမောင်ထဲမှာတောက်ပနေတဲ့ပင့်ကူအိမ်ကြီးတွေကိုတောင်လှမ်းမြင်ရသေးတယ်။အတော်ကြီးကိုရုပ်ကြမ်းသဘောဆောင်တဲ့ဂူတောင်ကြီးတနေ့တနေ့ဂူတောင်ကြီးကိုဖွင့်ကားကြီးတစ်စင်းပေါ်ကနေဘီးလက်မြေအိတ်တွေကိုအလုတ်သမားတွေတဲထဲကြတနေ့ကျတော့အရင်ရက်ကတဲထဲထားတဲ့ဘီးလက်မြေအိတ်တွေကိုတဲထုတ်သွားကြတွင်းလိုက်ထုတ်လိုက်တဲလိုက်ချလိုက်ပဲစိတ်ဝင်စားစရာရဲလို့အနှဲငယ်ပြောနိုင်တာကတော့ဒီဘီလက်မြေအိတ်တွေကိုတဲကြချကြတဲ့မိန်းမယောက်ျားအလုပ်သမားတွေပဲစကားတပြောပြောရေရေမောမောနဲ့လုပ်နေကြတာတခါတရံကျွန်တော်လဲအားနေတဲ့ရက်များဆိုရင်သူတို့အလုပ်လုပ်တာကိုပတင်းပေါက်ကနေစိတ်ဝင်စားတဲ့ရေတော့မဟုတ်ပဲကြည်နေမိတယ်မိန်းမတွေကသပင်ကိုဘီလက်မြေအမုံတွေမပေအောင်ပစိုးစုပ်ကလေးတွေခြုံထားတယ်၄-60အရွယ်မိန်းမတွေပါတယ်လို့20အစိတ်အရွယ်မိန်းကလေးတွေလည်းပါတာပဲရုပ်ရည်တွေကတော့ချော့ရဲ့လားလှရဲ့လားခန့်မှန်းဖို့မလွယ်ဘူးလှတာပတာကလေးရှိတယ်လို့ထင်မိလို့ကြည့်မိတော့လေခြေစစ်လက်စစ်အကြီးကြီးတွေနဲ့ရဲ့ဘဝကိုဘလို့ဖြတ်တန်းလာရတယ်လဲမေးကြည့်ဖို့တောင်မလိုအောင်တိတာလာတာပေါ့တချို့ဆိုရင်ကလေးတန်းလန်းပါလာတော့မြေကြီးပေါ်မွေရည်အိတ်ကလေးခင်အဲ့ဒီအပေါ်ကလေးကိုချထားပြီးစော့ကစားခိုင်းထားရတာပဲတိတ်လဲဘာဟီရများမနေဘူးကလေးကလည်းသူ့ဟာသူနေတာပဲမြေကြီးတွေကောက်စားခြင်းလဲကောက်စားလို့ပဲတခါတလေဝင်းနဲ့ရှိတဲ့ခွေးတွေကကလေးမျက်နှာကိုတင်ပါကလေးကိုဝင်ဝင်အနက်ခံနမ်းရှုပ်သွားတာကိုမြင်ရတတ်သည်ယောက်ျားတွေကတော့လူငယ်တွေများတယ်ဆေးဆိုးထားတဲ့ရွှေအိုရောင်အဝါရောင်အနီရောင်သပင်တွေကတော့ဘီလက်မြေမှုန်ဖွေးဖွေးအဖြူရောင်ပဲရှိတော့တယ်ရှေ့သပင်ကိုတမင်တကာရှည်ထားတော့နှာခေါင်းလောက်အထိကျကျလာတဲ့သပင်ကိုတက်တက်တင်နေရတာကိုကလှုပ်အားခပေးတဲ့အလုပ်တစ်ခုတယောက်နဲ့တယောက်တစ်ချိန်နဲ့ပဲနဲ့အိတ်ထမ်းနိုင်တယ်လဲဘလောက်မြင်မြန်တဲပို့နိုင်တယ်လဲပြိုင်ကြသေးတာဒီလိုလုပ်ရင်ညင်ညင်ညံ့ညံ့ဟာသားတွေထင်တယ်ဂျားညက်ပျော်ပျော်ပြီးရဲနေကြတာပဲတခါနှစွန်နှဖျားကြားရလို့သာပြောတာပါတကယ်တော့သူတို့ရဲ့သမျှမောသမျှတိုင်းရဲ့အကြောင်းရင်းတိုင်းကိုကျွန်တော်အနေနဲ့မသိနိုင်ဘူးသူတို့အဲ့ဒါလို့2 ရက်တစ်ခါ3 ရက်တစ်ခါဂူတောင်ကြီးတဲကိုဘီလက်မြေအိတ်တွေတန်ချောင်းတွေထည့်လိုက်ပြန်ထုတ်လိုက်လုပ်နေတာတွေကိုမြင်ရဖန်များတော့ဒါအတွက်အခကြေးငွေဘလောက်များရကြတုံးလို့ကျွန်တော်မေးကြည့်ဘူးတယ်ဘီလက်မြေတအိတ်ကိုငွေ100ကျပ်ရကြတဲ့တန်ချောင်းကတော့ပုတ်ပြက်ပဲဒါပေမဲ့အတော့ကိုနဲတဲ့အဖိုးအခပါပဲတယောက်ကို1500 2000တော့ရကြမယ်ထင်တယ်နေ့တိုင်းဒီအလုပ်ကလည်းရှိတာမဟုတ်တော့သူတို့တွေရဲ့ပင်မအလုပ်လည်းမဟုတ်ကြပါဘူးတချို့လဲဈေးတယ်တချို့လဲခဝါသည်တွေပေါ့နေ့စဉ်အလုပ်နဲ့လက်မပြတ်အောင်လုပ်နေကြရပြီပင်ပန်းနေရတယ်ဆိုပေမဲ့လည်းသူတို့ကြည့်လိုက်ရင်အမှုန်တဖွေးဖွေးကြားမှာတဲရင်ပြုတ်ရင်ဝေါကနေရေလိုက်တန်တွေရဲလွန်းလို့ခေါင်းပေါ်ကဘီလက်မြေအိမ်ပြုတ်ကျမသွားအောင်လက်ကပါထိပြုတ်နေရတာတွေကိုမြင်နေရတာပါပဲအဲ့ဒီအိမ်မှာနေရစင်တုန်းကတော့ဒီလိုအိမ်ရှိမှလူတွေပင်ပင်ပန်းပန်းလုပ်နေကြရတာကိုကျွန်တော်မှပတင်းပေါက်ကနေလှမ်းလှမ်းငေးရင်ဆိုင်တော့မဆိုင်လှပေမဲ့စိတ်မလုံးတလို့ခံစားရတယ်ကျွန်တော်မှလည်းအဲ့ဒီပြဿနာကတော်တော်ကြီးတယ်ကျွန်တော်တာဝန်မပါပဲဖြစ်နေတဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်အောင်ကောင်းလားဆိုပြီးကိုယ့်ဘာသာကိုဝမ်းနေနေမိတာမျိုးပေါ့သူတို့တွေမှာအဲ့ဒါလိုတဲရင်ပြုတ်ရင်ကလေးကငိုနေလို့အိတ်ကိုချကလေးစီသွားအင်းချီကလေးလှစ်လို့နှုတ်ပြေးတိုက်တကိုယ်လုံးအမှုန်တွေပေးချင်နေမှတော့ကလေးဆိုမဲ့ဒီနှုတ်သေးကောင်းလေးမှလည်းဘေးလက်မြေမုံတွေကတ်နေမှာပါပဲအမုံတွေကဘလောက်များတယ်လဲဆိုရင်သူတို့ကိုယ်ခန္ဓာတွေလှုပ်ရှားလိုက်တိုင်းကိုတဖွာဖွာလင်းနေတဲ့ငွေရောင်အမုံတွေဟာကိုရောင်ကိုဝါတောက်နေတဲ့နတ်သမီးတွေအလားဖြစ်နေတာဒီလိုကလေးကိုနှိုးထိုင်တတ်နေလို့ကြီးမပြီးသေးတော့အိတ်ကလေးပြေးရွက်ကျွန်တော်မှဒီကိစ္စတွေကိုငေးလို့သာကြည်နေရတယ်လူကနုံတုံတုံပဲရေခဲတက်တာတွေကအေးမြနေတဲ့ရေဘူးကလေးထုတ်နန်းနဲ့အမောပြေစီရောဆိုတဲ့သဘောနဲ့တခါစိတ်လိုလဲရသွားပေးမိပေမဲ့လည်း
မြေကြီးပေါ်ကကလေးပေါက်စတွေကိုကြည့်ပြီးဘယ်မှာစိတ်ချမ်းသာသာနေနိုင်ပါမလဲ။နားဘက်တွေကြပြန်တော့လေဒီကိုယ်တော်ကြီးကြည့်ရတာကစိတ်မချမ်းသာစရာကြီးမမဲမမဲနဲ့တပတ်ကောင်ကြီးတစ်ကောင်ငုတ်တုတ်ထိုင်နေတယ်လို့ပေါ့။ကိုယ်တော်ကြီးကငြိမ်သက်နေပေမဲ့သူ့အနောက်ဘက်မှာရှိတဲ့အပင်မြင့်မြင့်ပင်စီနွဲ့နွဲ့အပင်တွေကလေတိုက်ရင်ရင်းကလှုပ်ကနေလေတော့ရုတ်တရက်ကြည့်မိရင်အပင်ကလှုပ်တယ်လို့မထင်ရပဲဒီကိုယ်တော်ကြီးကပဲဘယ်ညာလှုပ်ရှားနေတယ်လို့ဖြစ်နေတယ်။အဲ့ဒီကိုယ်တော်ရှိကအိမ်ကနေပြောင်းရွှေ့ရတော့ပျော်ရရွှင်နေရမဟုတ်ပေမဲ့မနဲ့လင်းလို့အိယာကထမျက်နှာတက်ဖို့အိမ်ရှိထွက်လာတာနဲ့မြင်နေရတဲ့စိတ်ပြက်စရာကိုယ်တော်ကြီးကိုတော့မမြင်ရတော့ဘူးပေါ့လို့ကိုအားပေးမိတယ်။အခုလက်ရှိနေရတဲ့အိမ်ရှိမျက်နှာစာကတော့ကိုရောင်မဲမဲကြီးထပ်စာရင်အများကြီးစိတ်ချမ်းသာစရာကောင်းပါတယ်။အိမ်ရှိမှာဈေးကိုသွားတဲ့12ပေလောက်ကျဲမဲ့အပေါက်ချိုင်းတွေနဲ့ကတ္တရာလမ်းရဲ့တစ်ဖက်မှာအပင်နဲ့အုပ်ကလေးတရက်ပင်ထန်းပင်ဗရောက်ပင်စေရိုးပင်အစရှိသဖြင့်ပဲအောက်ပိုင်းကလည်းခြုံနယ်ပိတ်ပေါင်းနဲ့ထူထူထပ်ထပ်ဆိုပါတော့စိမ့်စိမ့်ဆိုတော့လဲမျက်စိအေးသာညနေခင်းဆိုရင်အပင်ကြားကတိုက်ခတ်လာတဲ့လေတဖြူးဖြူးနဲ့မို့အိမ်ရှိပက်လက်ကလေးထိုင်လေးချစာကလေးထိုင်ဖက်ဇိမ်ယူရင်မိသားစုလိုက်ထိုင်ရင်အချိန်ဖြုံးကြတာပေါ့သမီးကလေးကလည်းဟိုဟိုတီတီပြေးနေသူ့အမေကနောက်ကလိုက်မိတော့မယ်နော်မိတော့မယ်နော်မေမေကစသဖြင့်နဲ့ဒီလိုဆိုတော့လေဘဝဟာပျော်နေလှတာပဲလို့အချိန်ချင်းတွေးမိစေတဲ့အခြေအနေပါပဲလေအနှဲငယ်ပြင်းသိအောင်ရှိတဲ့တညနေမှာတော့၄နှစ်သာရှိသေးတဲ့သမီးငယ်ကအိမ်ရှိမှထိုင်နေကြတော့ဖေဖေရေးဟိုမှာပန်ကာကြီးရဲနေတဲ့တဲ့ပြောလို့ဘာများပြောပါလိမ့်လို့လှမ်းကြည့်မိတယ်ဒီတော့မှတစ်ပင်အုပ်ကြားကကြည့်လိုက်မိတော့တစ်ပင်အုပ်ရဲ့ဟိုးအနောက်မှာလေရဟတ်ကြီးတစ်ခုလေတိုက်နေတော့လဲနေလေရဲ့တစ်ပင်စစိမ့်ဆူဆူကိုအာယုံကျနေတော့လဲနောက်ကလေရဟတ်ကိုမမြင်မိဘူးပေါ့ကလေးဆိုတာကတော့စူးစမ်းရှာဖွေနေတတ်သူဆိုတော့အကုန်မြင်တာပဲဟုတ်တာပဲအဲ့ဒါကိုပန်ကားလို့မခေါ်ဘူးလေရဟတ်လို့ခေါ်ရတဲ့သမီးလေးရဲ့ဆိုတော့သမီးငယ်ကရေရဟတ်ရဲလို့စကလုံးအသစ်တစ်ခုရလို့စမ်းအတန်ထွက်ကြည့်နေတယ်ပြီးတော့မေးခွန်းထုတ်ပြန်ပါလေရောရေရဟတ်ကြီးကဘာလို့ရဲနေတာလဲဖေဖေတဲ့ကျွန်တော်လဲလွယ်ကူကူပဲလေရဟတ်ကြီးကလေတိုက်လို့လဲနေတာပေါ့သမီးလေးရဲ့လို့ဖြေလိုက်တယ်ကျွန်တော်အဖြေကိုသူသဘောကျသွားပုံပါပဲသူ့ဘာသာသူတယောက်တည်းခတ်တူတူပြောနေလေရဲ့ရေရဟတ်ကြီးကရေတိုက်လို့ရဲနေတာနော်တဲ့ကျွန်တော်လဲတစ်ပင်ကြားကမြင်ရတဲ့လေရဟတ်ကိုငေးနေမိလိုက်တယ်ဘာလို့ဖို့အတွက်ထားတဲ့လေရဟတ်လဲပေါ့တိကျစိတ်ကလေးဖြစ်မိတယ်ဒါပေမဲ့ဒီလိုကိစ္စမျိုးကသိရလို့လဲဘာမှအကြောင်းထူးလာတာလည်းမဟုတ်တော့တကူးတကဘသူမှမေးမနေအားပါဘူးမိမိပြောက်ပြောက်လေရဟတ်ဖြစ်သွားတာပေါ့တိုးတော်လဲကျွန်တော်သမီးလေးအတွက်ကတော့အဲ့ဒါလိုမဟုတ်ဘူးတစ်ပင်အိုးအနောက်ကတစွန်းတစမြင်ရတဲ့လေရဟတ်ကိုမြင်လိုက်ရပြီးနောက်ပိုင်းတလားနှစ်လားလောက်အထိသမီးကလေးမှာနေ့စဉ်မနက်ခင်မိုးလင်းတာနဲ့အိမ်ရှိထွက်ဒီလေရဟတ်လဲမလဲကြည့်ရတာအမောပဲလေရဟတ်ဆိုတာကလည်းဒလက်တွေကအကြီးကြီးတွေဆိုတော့တော်ယုံတယုံလေတိုက်ယုံလောက်နဲ့ဘဲလဲမလဲလဲမိပြန်တော့လဲလှုပ်တယ်ဆိုရုံပဲတပတ်လေအောင်တော့မလဲပြန်ဘူးမလဲတဲ့အချိန်ကပိုများနေတာပေါ့သမီးလေးကတော့ဒီလေရဟတ်မလဲရင်တိတ်ဆိတ်ကြည့်ပုံမရဘူးသူ့မှာလေရဟတ်လဲတာကိုကြည့်လို့အားမရသေးပုံပါပဲမိုးရွာလို့ကျွန်တော်တို့အိမ်ထဲမှာကုတ်နေကွေးနေခြင်းတဲ့အချိန်မျိုးဆိုရင်သမီးလေးကအိမ်တကားပေါက်မှာထိုင်ရင်တစ်ချက်တစ်ချက်လှုပ်တရောင်ပြတဲ့လေရဟတ်ကိုထိုင်နေနေတာပဲမိုးရွာတော့လေကအနှဲငယ်ပါတာကိုပြီးတော့တပတ်10ရက်လေကငြိမ်သွားပြန်ရောအဲ့ဒီရက်တွေမှာငြိမ်သက်လွန်လာတဲ့လေရဟတ်ကိုကြည့်ရင်ရေဟတ်ကြီးဘယ်တော့ရဲမှာရဲဖေဖေလို့တောင်တစ်ချိန်တစ်ခါမင်းနေသေးတယ်ကျွန်တော်လဲသူ့နှစ်ပေးဝင်ထိုင်ပြီးဘလို့ဖြေရပါမလဲရှေးရှေးဝေးဝေးစဉ်းစားပေမဲ့နောက်ဆုံးတော့လဲလေတိုက်ရင်တော့လေရဟတ်ကြီးကလဲမှာဘောသမီးရဲ့လို့ပဲဖြေရတာပါပဲဒီအပြင်လဲဘလို့ဖြေရမယ်မစဉ်းစားတတ်တော့ဘူးလေကလေးတွေရဲ့မှတ်ဉာဏ်ဆိုတာကလည်းတစ်မျိုးရဲ့ကလေးအရွယ်မှာမှတ်ကြသားကြသင်ယူကြတယ်ဆိုပေမဲ့တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါအုံနောက်ကပါဖွံ့ဖြိုးလာတဲ့နောက်ငယ်ဘဝအဖြစ်အပျက်တော်တော်များများကိုမမှတ်မိနိုင်တော့ဘူးတဲ့သိပ္ပံမဂ္ဂဇင်းတစ်ခုမှာအဲ့ဒါလိုဖတ်ဖူးတာပဲကျွန်တော်သမီးငယ်လေးကတော့ဒီလေရဟတ်ကိုအချိန်ကာလတစ်ခုခုအထိတော့မှတ်မိနေလိမ့်မယ်လို့တော့ထင်မိတယ်
လုံးလုံးမိသွားတာလည်းဖြစ်ချင်းဖြစ်မှာအထီးအကျတော့မပြောနိုင်ဘူးဒါပေမဲ့လည်းမှတ်မိခဲ့သည်ရှိတော့ဒီလေရဟတ်နဲ့ပတ်သက်လို့ဖေဖေနဲ့တမီဘလို့အမေးအဖြေရှိခဲ့တယ်တမီကလေးကဘလို့စိတ်ဝင်စားခဲ့တယ်ဆိုတာလောက်တစ်ချိန်ပြန်ပြောပြနိုင်အောင်တော့လေရဟတ်အကြောင်းဒီထက်ပိုသိအောင်တော့အားထုတ်အောင်မလို့တွေးမိတယ်အ ਨੇ ဆုံးတော့တမီးငယ်ငယ်တုန်းကစိတ်ဝင်စားခဲ့တဲ့တစ်ပင်အုပ်အုပ်ရဲ့ဟိုးအနောက်ကလေရဟတ်မှာဒလက်ဘယ်နှခုရှိတယ်လောက်တော့သိဖို့ကောင်းတယ်လေအမေရဲ့ပင်လေတငယ်ချင်းတစ်ယောက်ရဲ့မိန်းမကသမီးကလေးမွေးတယ်ဆိုတော့သမီးမွေးတာကောင်းတယ်ဆိုတဲ့အကြောင်းစကားဝိုင်းပွဲဖြစ်နေကြတယ်ဖြစ်ချင်တော့ကျွန်တော်တငယ်ချင်းတစ်တိုင်လုံးသမီးမိန်းကလေးတွေကြီးမွေးထားကြတာဆိုတော့ဘဝနဲ့ရှင်လို့ပြောလို့ကောင်းနေကြတာပေါ့အရွယ်ရောက်တဲ့အခါမှာသမီးတွေကမှမိဘကိုတည်တတ်တဲ့အကြောင်းမိဘကိုတတိယစိတ်ချစ်ခင်စိတ်ရှိလာခြင်းအတူတူဆိုရင်တော့သမီးတွေကတော့ကိုယ်ထိလက်ရောက်ပြုစုစောင့်ရှောက်ပေးကြတယ်ဆိုတဲ့အကြောင်းသမီးချီးမွမ်းခံဖွင့်နေကြတာပေါ့သမီးတွေရဲ့အဖေတွေဆိုတော့လေပျော်ပျော်ရွှင်ရွှင်စကားဝိုင်းဖြစ်နေကြတယ်တိုးတော်လည်းပဲဒီလိုသမီးတွေရဲ့အားသာချက်တွေပြောဆိုနေကြရင်ကကျွန်တော်မှအမေကိုတတိယနေမိတယ်။သားနဲ့သမီးဆိုရင်သမီးတွေကမိဘကိုပိုသိတယ်ဆိုတဲ့စကားကတိတ်တော့လည်းမတိကြပါဘူး။ရာဂိုင်နှုန်းအဖြစ်တော့ပိုများတာမှန်ပေမဲ့သားလိမ္မာတွေလည်းရှိကြမှာပါပဲ။ကျွန်တော်ကတော့အဲ့ဒီထဲပါမပြောနိုင်ဘူး။ကိုသားဆိုတယောက်လိုတော့မခံစားရတာအမှန်ပါ။သားလိမ္မာကြတော့လည်းဖြစ်နိုင်မယ်မထင်ဘူး။အမေနဲ့ဝေးကွာနေလို့တခါတရံတတိယမိနေပေမဲ့လည်းဖုန်းတစ်ချက်မခေါ်ဖြစ်ပါဘူး။ကိုကိစ္စနဲ့ကိုရှုံးနေတော့တယ်။အမေဟာကျွန်တော်နေတဲ့မြို့နဲ့မိုင်200နီးနီးကမြို့လေးတစ်မြို့မှာသူ့အိမ်ဆိုင်ကလေးနဲ့အလုပ်ရှုပ်နေလိမ့်မယ်ထင်တယ်။ TV ကလာတဲ့ကိုရီးယားဇာတ်လမ်းတွေအိန္ဒိယဇာတ်လမ်းတွဲတွေကြည့်ရင်ဝမ်းနည်းရမယ့်အခန်းဆိုမျက်ရည်ကလေးဆန်းဆန်းနဲ့နေလိမ့်မယ်ထင်တယ်။အမေကစိတ်နှုပါတယ်။သို့တော်လည်းခေါင်းမာပါတယ်။စိတ်ညစ်စရာကိုတူးတဲ့တအုံတွင်းတွေတိမ်ဆဲခံစားနေလေးရှိပါတယ်။ကျွန်တော်တို့မြို့တွေမှာမိုးတွေသေးညရီတိုးလို့ရေတွေကြီးခဲ့တဲ့နှစ်တုန်းကဆိုရင်ရက်ွက်တစ်ခုလုံးတဝုံဝုံနဲ့ပြောင်းကြရွှေ့ကြပြေးကြလွှာကြဖြစ်နေချိန်မှာအမေဟာပြောင်းရွှေ့ဖို့ကိုညှင်းဆိုပြီးအိမ်အပေါ်ထပ်မှာတယောက်တည်းငိုလို့သာနေပါတယ်။ကံကောင်းလို့ရေဟာအပေါ်ထက်ထိတော့မရောက်ခဲ့ပါဘူး။အမေဟာပင်ပန်းခဲ့ပါတယ်။ကျွန်တော်ငငယ်ကအမေပုံရိပ်တွေကိုပြန်စစားပုံဖော်ကြည့်မိတဲ့အခါတိုင်းမှာအမေပုံရိပ်တွေဟာအလုပ်တစ်ခုခုနဲ့တွဲလျက်ပဲဖြစ်နေတတ်တယ်။အမေတယောက်တက်တောင့်တက်တာစိမ့်ကြကြထိုင်ရင်ပြုံးပျော်နေတဲ့ပုံရိပ်ကျွန်တော်ဖြင့်မြင်ရခဲလာတယ်။ကျွန်တော်တို့၄-၅နှစ်သားအရွယ်ကလေးကအမေဟာအကြော်ကြော်ရောင်းရတယ်။မနက်ခင်းအစောထားအကြော်ကြော်ရင်းမီးဖို့မီးတောက်အောင်မီးပြောင်းနဲ့မှုန့်နေပုံအမေပုံရိပ်မနက်လင်းကန်ဒီအချိန်မှာအကြော်ပန်းကိုရွက်လို့ဈေးဘက်ကိုထွက်သွားတဲ့အမေပုံရိပ်တွေဟာကျွန်တော်မှတ်ဉာဏ်ထဲမှာခုထိရှိနေသေးတယ်။နောက်အရက်ဖြူတွေချက်တဲ့စီကပုံးလိုက်ဝယ်လို့ဆိုင်တွေကိုတွင်းနဲ့အလုပ်လုပ်ခဲ့ပူတယ်။အဲ့ဒီတော့ကလည်းအမေဟာအရက်ပုံးကိုပစိုးနဲ့ပတ်လို့ခေါင်းမော်ရွက်ရင်တလန်းဝင်တလန်းထွက်အရက်ဆိုင်တွေစီရှောင်နေခဲ့တာကျွန်တော်မှတ်မိနေတယ်။အမေနောက်မှာတောင်ကြီးမြောင်ကြီးနဲ့ကျွန်တော်ဟာလိုက်နေခဲ့ရတာကိုနောက်တော့အရက်ဖြူတွေဖမ်းနေပြန်လို့အမေဟာတကြော့ပြန်ပြီးအကြော်ရောင်းရပြန်တယ်။အကြော်ရောင်းရကရတဲ့အမျက်ငွေကလေးတွေကိုချစ်ချစ်ပအောင်စုဆောင်းရင်းရလာတဲ့ငွေကလေးနဲ့လမ်းဘေးကခနော်နီခနော်နဲ့ဝါးနဲ့စောက်ထားတဲ့ကွန်းရဆိုင်နေရာလေးတစ်ခုဝယ်ကွန်းရရောင်းပါတယ်။အဲ့ဒီကွန်းရဆိုင်ကလေးကအလုပ်ဖြစ်လာလို့ဆိုင်ကိုတိုးချဲ့ရင်ကုံစုံဆိုင်သဘောမျိုးလေးဖြစ်လာတယ်။အဲ့ဒါကျွန်တော်8တန်း9တန်းအရွယ်ပေါ့။အမေဟာအလုံးနဲ့လက်နဲ့အခုထိမပြတ်ရသေးပါဘူး။မျိုးနယ်ကလေးမှာအိမ်ဆိုင်ကလေးဖွင့်ရောင်းနေတော့မုံလာဝဲတဲ့နှစ်ချေးတွဲလောင်းကလေးတွေနဲ့ရန်ဖြစ်နေရတော့ရေးတက်ဖတ်တက်လောက်သာစာတက်ခဲ့တဲ့အမေဟာဗလာစာအုပ်ကလေးမှာ90ဘိုး100ဘိုးအကျွေးစရင်ကလေးတွေကိုမှတ်နေတော့အကျော်ဆန်တွေလက်ဖက်တွေငရုတ်သီးမုတ်တွေအထုပ်လိုက်ဝဲ90တန်း100တန်းအထုပ်ကလေးတွေထုံနေတော့အမေဟာပင်ပန်းနေရစေဝင်ငွေနဲ့ထွက်ငွေများတအောင်တွက်ချက်နေရစေပါကုံစုံဆိုင်ဖွင့်ခဲ့တဲ့ကာလကလေး4-5နှစ်မှာသာကျွန်တော်တို့မိသားစုစီးပွားရေးအပြေလည်ဆုံးအချိန်မို့အမေခမအနှဲငယ်တသက်တာဖြစ်ရတာအမှတ်ရနေတယ်ဒါပေမဲ့လည်းစိတ်မပင်ပန်းပေမဲ့လူတော့ပင်ပန်းတာပါပဲပြေပြေလဲလဲဖြစ်တဲ့အချိန်တွေဟာဘလောက်မှမကြလိုက်ဘူးအဖေဟာအရက်ကြိုးဖြစ်ဝန်ထမ်းဘဝကအနားယူပြီးလက်ရှိအမေတို့နေထိုင်နေဆဲဖြစ်တဲ့
နေမြို့လေးကိုပြောင်းဒုံရင်းဘဝကိုပြန်ရောက်ခဲ့ရတာပါပဲ။ပြီးခဲ့ပြီဖြစ်တဲ့ကာလတစ်ခုကအဖြစ်အပျက်တွေအတွက်အခုချိန်မှာအဖေကိုအပြစ်တင်စွဲချက်တင်မလုပ်ချင်တော့ပေမဲ့လည်းအဲ့ဒီနေမြို့ကလေးကိုမပြောင်းခင်နဲ့ပြောင်းပြီးတစ်နှစ်ကျော်ကာလတွေမှာအဖေရဲ့ဝတ်ကိုအမေခမအတော်ခံခဲ့ရတယ်။အဖေဟာသူ့လုပ်ငန်းခွင်ပြဿနာတွေနဲ့သူ့ခံစားမှုပဲဆိုပေမဲ့အဲ့ဒီကလာရိုက်တဲ့ရိုက်ခတ်မှုကတော့အမေနဲ့ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေအပေါ်အတော်ပဲကြီးမားခဲ့တယ်။ကျွန်တော်ဆိုရင်အဲ့ဒီနေရက်များကိုအခုချိန်ထိခါးသီးနေတော့ပဲမုန်းနေတော့ပဲအမေဘလို့နေခဲ့ပါလဲ။အဖေဟာမနက်4 နာရီလောက်ဆိုရင်အရက်တောက်ဖို့အိမ်ကနေထွက်သွားပါပြီ။တကယ်အစောကြီးဘယ်သူမှမသိအောင်တိတ်တိတ်ကလေးထွက်သွားတာ။တနေကုန်သူတောက်ပါတယ်။တချို့ရက်တွေမှပြန်မလာပါဘူး။တချို့ရက်တွေမှာဘယ်နေရာမှာဘလို့မူးလဲနေတယ်ဆိုလို့အမေရဲ့ကျွန်တော်ရဲ့ဟာအကြိမ်ကြိမ်သွားခေါ်ခဲ့ရပူပါတယ်။လက်တစ်ဖက်ကိုအမေပခုံးပေါ်တင်ကျန်တဲ့လက်တစ်ဖက်ကကျွန်တော်ပခုံးပေါ်မှာအမေနဲ့ကျွန်တော်ဟာအဖေရဲ့တိတ်ဆိတ်ပြလောက်အောင်မူးနေတဲ့ကိုယ်ခန္ဓာကြီးကိုတည်ပိုးရင်းရိုင်တိရိုင်ထိုးအိမ်ပြန်ခဲ့ရပါတယ်။တချို့ရက်တွေမှာဆိုသွားခေါ်ရတဲ့နေရာကဝေးလွန်းတော့တက္ကစီငှားပြီးတည်ရခေါ်ရပါတယ်။တခါတလေမူးနေတဲ့အဖေရဲ့ရန်လုပ်ခြင်းကိုခံရပါသေးတယ်။အဲ့ဒီလိုအဖေကိုအမေနဲ့ကျွန်တော်နှစ်ယောက်သွားခေါ်ရတိုင်းလူပြိုပေါက်နေပြီဖြစ်တဲ့ကျွန်တော်ဟာအလွန်ရှက်ပါတယ်။အိမ်ပြန်ရောက်တိုင်းချောင်းတစ်ချောင်းမှာသွားလို့ငိုခဲ့ရပါတယ်။အမေလည်းအဲ့လိုပဲပေါ့။အဲ့ဒီနှစ်များအတွင်းကအမေပုံရိပ်တွေကိုခုနေပြန်စဉ်းစားကြည့်လိုက်တိုင်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့အမေထိုင်ကုန်ပေါ်ထိုင်ရင်အဝေးကိုငေးနေတဲ့တတ်မဲ့အယုတ်တစ်ခုလိုဖြစ်နေတဲ့အမေအဲ့ဒီအမေပုံရိပ်တွေဟာဝမ်းနဲ့နာကျင်စရာတွေပါပဲ။အဲ့ဒီတုန်းကကျွန်တော်ညီမလေးကငယ်သေးတယ်။အကိုကဂျပန်ကားဝက်ရှော့တစ်ခုမှာပညာသင်အလုပ်လုပ်အဲ့ဒီမှာပဲအိတ်အဲ့ဒီမှာပဲစားဆိုတော့အဖေကောင်းကောင်းတောင်းကျမ်းခဲ့တဲ့အရက်ကျွန်ဖြစ်ခဲ့တဲ့၄-၅နှစ်အတွင်းမှာကျွန်တော်နဲ့အမေနှစ်ယောက်သာအများဆုံးဒဏ်ခံခဲ့ရတာမို့ထိုနှစ်များအတွင်းအမေဘယ်လိုခံစားခဲ့ရမယ်အတိအကျမပြောနိုင်ပေမဲ့လည်းကောင်းကောင်းအကဲဖြတ်နိုင်ခဲ့တာပေါ့ကျွန်တော်နဲ့အမေလိုဓာတ်ရိုက်ကြီးတွေ့ထိခံစားခဲ့ရတာမဟုတ်ပေမဲ့လည်းအကိုနဲ့ညီမလေးမှလည်းသူတို့နီသူတို့ဟန်နေတော့ထိခိုက်နာကျင်ခဲ့ရမှာပါပဲအဖေဟာအဲ့ဒီ၄-၅နှစ်အတွင်းမှာတော့ကျွန်တော်တို့ကိုဘဝအကြောင်းကောင်းကောင်းသင်ခန်းစာပေးနိုင်ခဲ့တယ်နှစ်တွေကြာလာတော့အဲ့ဒီတုန်းကအဖေဘာကြောင့်ဒီလိုဖြစ်ခဲ့ရတယ်ခံစားခဲ့ရတယ်ဆိုတာတွေကိုသိလာတော့လဲအဖေကိုအပြစ်မတင်ရခဲ့ပါဘူးလူတိုင်းဟာဒီလိုဖြစ်တတ်ကြတာပဲမဟုတ်လားကျွန်တော်တို့နယ်မြို့ကလေးကိုပြောင်းမနက်မိုးလင်းစားစရာတောင်မရှိအောင်ဖြစ်ခဲ့တဲ့ကာလကိုရောက်တော့မှအဖေဟာသူ့အခြေအနေကိုသူနားလည်သွားခဲ့ပါတယ်အဖေဟာအရက်ကိုလုံးဝမတိုးတော့တာပါဒုံးတိဖြတ်လိုက်ပါတယ်အဖေကိုအဲ့ဒီအတွက်ကျေးဇူးတင်ရပါတယ်အဖေဆိုးရွားဒုက္ခပေးခဲ့တဲ့ကာလကလေးဟာ၄-၅နှစ်ကလေးပါသို့တော်လည်းတော်တော်လေးကိုတာသွားတဲ့တောကများခဲ့ရတဲ့၄-၅နှစ်လို့ဆိုရပါမယ်900နဲ့ကုံစုံဆိုင်ကလေးဖွင့်ထားတဲ့ကာလကလေးအတွင်းအစဉ်ပြေစုဆောင်မိခဲ့သမျှဟာအဖေရဲ့ကာလတိုမိုင်းမဲမှုမှာအကုန်ကုန်သွားခဲ့ပါတယ်မြို့ကလေးမှာအိမ်ကလေးဝိုင်းကလေးဝယ်လိုက်မိတာဟာအများကြီးကံကောင်းသွားခဲ့ပြီးသို့မဟုတ်ခဲ့ရင်ကျွန်တော်တို့မိသားစုအဲ့ဒီနောက်ပိုင်းနေစရာတောင်ရှိခဲ့လိမ့်မယ်မထင်ပါဘူး။နေမြို့ကလေးကိုရောက်တော့အမေဟာရတတ်သမျှဟိုဟိုဒီဒီစီးပွားရေးကလေးတွေလုပ်တော့လဲပဲအမျိုးချင်းလိမ်လည်မှုတစ်သက်လုံးဝန်ထမ်းရဲ့မိမဘဝနဲ့ဈေးကလေး6တီ6ချက်ရောင်းမှုတာအပြင်လောကအကြောင်းဘာဆိုဘာမှမသိခဲ့တဲ့အဖြစ်ကပိုမိုရုပ်ရော့လာဖို့သာဖြစ်ခဲ့ရပါတယ်။အမြဲတမ်းအမေမျက်နှာဟာတောကနဲ့ညှိုးငယ်လို့သာနေရပါတယ်။နယ်မြို့ကလေးကိုရောက်တဲ့အထိအဖေဟာတောင်းနေတော့မယ်။ဂျပန်ကားတွေကိုကောင်းကောင်းပြင်တတ်တဲ့အကိုဟာလည်းနယ်မြို့ကလေးကဝက်ရှော့တွေမှာအလုပ်လိုက်ရှောက်ပေမဲ့ဆရာမလိုဘူးတပည့်ပဲလူတွေဆိုတော့တတ်ထားတဲ့ပညာအလကားဖြစ်အလုပ်ရှာမရဖြစ်နေတယ်။ကျွန်တော်ဟာလည်း10တန်းအောင်ပြီးစားတက္ကသိုလ်ကလည်းကျောင်းစရိတ်မရှိလို့တစ်နှစ်နားထားလိုက်ရတယ်။ညီမလေးကတော့အလဲတန်းအဆင့်ကျောင်းတက်နေတော့နေ့စဉ်စားဖို့ပါဇက်ပေါက်တွေရှိနေပေမဲ့အလုပ်အကင်တစ်ခုရဖို့ကတော့တိတ်ခတ်ခဲနေခဲ့တာပါ။အမေဟာအဝတ်တွေလိုက်လျှော့ပါတယ်။အကိုနဲ့ကျွန်တော်ဟာလည်းမနှက်ဆိုရင်အိမ်ကထွက်သွားပူပြင်းတဲ့နေရာအောက်မှာတယောက်တလန်းစီခွဲအလုပ်ပတ်ရှာနေရတယ်။စာလောင်မွတ်သိမ့်နေတဲ့မျက်နှာတွေနဲ့ပေါ့။နောက်ဆုံးမှာတော့အဖေဟာပြန်လဲနိုးထရှင်သန်လာခဲ့ပါတယ်။အသည့်တရားပြန်ဝင်လာခဲ့ပါတယ်။အဲ့ဒီကစလို့မှပျော်ရွှင်စရာမဟုတ်သေးပေမဲ့လည်းဝမ်းနည်းဖို့မလိုတော့တဲ့နေ့ရက်တွေပြန်လာခဲ့တယ်ဆိုရမှာပေါ့။
အကိုဟာကားပြင်တာနဲ့လုံးဝမသက်ဆိုင်တဲ့အလုပ်ဖြစ်တဲ့ဥယျာဉ်တစ်ခုမှာရေလောင်းပေါင်းတင်ခြံရှင်းတန့်ရှင်းရေးအလုပ်တစ်ခုရသွားပါတယ်။ဆယ်တန်းအောင်လက်မှတ်ကလေးတစ်ခိုင်ခိုင်နဲ့မြို့ကိုပတ်နေတဲ့ဆုတ်ချွန်ချွန်ပိန်လီလီနဲ့ကျွန်တော်ဟာလည်းနောက်ဆုံးမှာတော့စက်ရုံတစ်ခုမှာအလုပ်ရခဲ့ပါတယ်။ကြပြဆရာတော်တော်များများမိသားစုကြပြတွေရေးကြပါတယ်။သုံးတဲ့စကားလုံးတွေနမိတ်ပုံတွေမတူကြပေမဲ့လည်းခေတ်ကြမ်းကြီးတစ်ခုတည်းကမိသားစုတွေပဲဆိုတော့အနှစ်အသားကတော့တိတ်ခြားနားလာတယ်မထင်ပါဘူး။အဲ့ဒီလိုပဲကျွန်တော်လည်းပဲကျွန်တော်တို့မိသားစုဘဝရဲ့နေ့ရက်တွေကိုမှန်းဆလို့2014ခုနှစ်လောက်ကကြပြတစ်ပုဒ်ရေးခဲ့ပူပါတယ်။ကျွန်တော်မိသားစုကြပြကဒီလိုပါမိသားစုအကိုကအောင်မြင်တဲ့တစ်နေ့ပြန်လာမဲတဲ့12နှစ်ရှိပြီစတိုးဆိုင်အခန်းကျင်းထဲမှာ10တန်းမအောင်တဲ့အယောင်စရေးမလေးအငေါက်ခံထိနေရှာအဲ့ဒါငါညီမလေးပေါ့အဖေကလူရှင်တော့သူ့အမှုပညာကအမေမျက်ရည်ချူဖို့အမေတော်ကတော့နေလုံးကြီးပမာငါတို့စီမှာဖြာတိတ်ဆိုးရှာတိတ်ပူလောင်အမေဘလောက်ပူမလဲမိသားစုဆိုတာနိုင်ငံတော်ပဲဘသူကိုမှအပြစ်ဖို့နေလို့မရမိသားစုဆိုတာရန်နေရပဲမူလီကလေးတစ်ချောင်းနက်ကလေးတစ်ချောင်းကအစအရေးကြီးနေတယ်မိသားစုဆိုတာဘာဖြစ်တယ်ညာဖြစ်တယ်အလက်ကောင်ကြပြဆရာကမျက်ရည်တွေတုတ်ကနဲ့ကြပြခိုးခိုးဆက်နေတယ်အဲ့ဒါငါပါပဲအစောပိုင်းတွေတုန်းကတော့ကျွန်တော်ဟာကျွန်တော်တို့မိသားစုရဲ့ခက်ခဲတဲ့အဲ့ဒီနှစ်များအကြောင်းကိုစဉ်းစားမိတိုင်းကိုသာဗဟုပြုပြီးနာကျည်းနေခဲ့ပေမဲ့နောက်ပိုင်းမှာတော့ထိုကာလကကျွန်တော်အကိုအကြောင်းကျွန်တော်ညီမလေးအကြောင်းအထူးသဖြင့်အမေအကြောင်းကိုတွေးမိလာပါတယ်။ညာဘက်ကြိတ်ငိုနေတဲ့အမေရှိုက်တံတွေကိုပြန်လဲသတိရမိလာပါတယ်။အမြဲတမ်းဖို့တီးဖတ်တီဖြစ်နေတဲ့အမေဟန်ပန်ကိုအမှတ်ရလာမိပါတယ်။ရှုပ်ထွေးနေတဲ့သပင်တွေအသားညှို့ပေမဲ့လည်းဖြူဘက်ဖြူရော်ဖြစ်နေတယ်လို့ခံစားမိနေတဲ့အမေတံတွေအမြဲပဲကြီးရထားနေတဲ့အမေလက်တွေပင်ပန်းအဝတ်လျှော်နေရကနေအဖေတော့တနေရာမှာမူးလဲနေပြီလို့တယောက်ကလာပြောတိုင်းတက်ပြင်းပူမှုတ်ထုတ်လိုက်ပြီးပခုံးတွေပါနှိမ့်ကျသွားအောင်အားရုပ်သွားတဲ့ဟန်ပန်တွေအမေဟာအဲ့ဒီကာလကိုဘလို့စိတ်ထားမျိုးနဲ့ကြံ့ခိုင်ခဲ့ရပါသလဲဘလောက်မှမိုက်ပြီးအထီးကျန်အားငယ်မှုကိုခံစားရမှာပါလဲလို့ကျွန်တော်မျက်ရည်မကျပဲမနေနိုင်တော့ပါဒါပေမဲ့အမေဟာကျွန်တော်တို့ညီအကိုမောင်နှမတွေအတွက်တန်မာခဲ့ပါတယ်ကျွန်တော်တို့ကိုအလှဆုံးပြုံးပြနေနိုင်ခဲ့ပါသေးတယ်အမေတကယ်ချစ်စရာကျွန်တော်အမေပါတနေ့မှာတော့အမေကပြကောင်းကောင်းတစ်ပုတ်ရေးနိုင်အောင်ကြိုးစားအောင်မယ်လို့မျှော်လင့်ရင်းအမေရှိရာအရက်မှန်းဆလို့ဦးချကြောမိပါတယ်။ကောင်မလေး၃ယောက်လွန်ခဲ့တဲ့၃နှစ်ကျော်လောက်ကကောင်မလေးတစ်ယောက်ကိုကျွန်တော်သတိရနေမိတယ်။ကောင်မလေးကငယ်သေးတယ်။တော်တော်ကိုငယ်သေးတာ။အလွန်ဆုံးမှ18နှစ်ပေါ့။အဲ့ဒီတုန်းကတစ်လကို4-5ရက်လောက်တော့ဖြင့်သူတက်နေတဲ့တက္ကသိုလ်ကျောင်းရဲ့တူညီဝတ်စုံကလေးနဲ့ကျွန်တော်စာအုပ်ဆိုင်ကလေးကိုသူရောက်လာတတ်တယ်ထင်တယ်။ရောက်လာတော်တော်နဲ့မပြန်တော့ဘူး။စာအုပ်စဉ်10နဲ့10ကိုကူးလူးနေတယ်။စာအုပ်တွေတအုပ်ပြီးတအုပ်လှန်လောဖတ်ကြည့်နေမယ်။သူကြိုက်တဲ့စာအုပ်တအုပ်ကိုတွေ့ရင်စာအုပ်စင်ပေါ်ကချလမ်းနှစ်ဘေးမို့ဖုန်တတော်ဖြစ်နေတဲ့ကျွန်တော်ဆိုင်ကျမ်းပြင်ကဖျောင်းကော်စောပေါ်ထိုင်ရင်ပေါင်ပေါ်မေးထောက်လို့ထိုင်ဖက်နေတတ်တယ်။အယုံမလေးတရုပ်လိုတကယ်ကိုငြိမ်သက်စွာတကဘာလုံးသူတယောက်သာရှိနေတော့သလိုငြိမ်သက်အေးဆေးစွာပေါ့လေ။အဲ့ဒီအတိုင်းပဲငြိမ်သက်ပြီးတနားရီ2နာရီကြာကျင်ကြာသွားတတ်တယ်။သူအဲ့ဒီလိုစာထိုင်ဖက်နေတဲ့အချိန်တွေမှာများသောအားဖြင့်တော့ကျွန်တော်လည်းပဲစာထိုင်ဖက်နေမိတာများတယ်။တခါတလေမှာသူရှိနေတာကိုတောင်မေ့နေတတ်တယ်။ဘာစကားမှလည်းမပြောဖြစ်လာပါဘူး။အလွန်နေတဲ့တစ်ချိန်နှစ်ချိန်လောက်မှာစာအုပ်နဲ့ပတ်သက်တဲ့အချက်အလက်တချို့သူမေးချင်မိတယ်။အဲ့ဒီအခါမှာကျွန်တော်လည်းသိရင်သိတယ်မသိရင်မသိဘူးပေါ့။အမေတခွန်းအဖေတခွန်းပြီးတော့ပြန်ငိမ့်သက်စာထိုင်ဖက်နေပြန်ရောဒီတော့တိတ်ခင်လာတဲ့ရေလည်းမစိုးနိုင်ဘူးပေါ့။ဒါပေမဲ့အတော်ခင်ခဲ့တယ်လို့လည်းဆိုချင်ဆိုနိုင်ပါလိမ့်မယ်။သူစာဖက်နေချိန်တခါတရံမှာတော့ကျွန်တော်လက်ဖက်ရည်ဆိုင်ကလေးပါဆယ်ပြေးဝယ်ချင်တာ900ကလေးသွားထုတ်ချင်တာများရှိရင်ခဏဆောင်ပေးအောင်နော်လို့ဆိုင်ကိုသူနဲ့ထားခဲ့တာမျိုးလည်းရှိတော့ရှိတတ်ပါတယ်။အဲ့ဒီနောက်တော့သူဝယ်မဲ့စာအုပ်တအုပ်အတွက်ကြားတဲ့ငွေပေးပြီးသူ့ဆိုင်ကလေးနဲ့ပြန်သွားတာပဲ
အလာပါတက်လာပါစကားပြောခဲ့တာမျိုးတော့မရှိသလောက်ပါပဲ။သူအဲ့ဒီလိုကျွန်တော်စာအုပ်ဆိုင်မှာစာလာလာဖက်လေးရှိတာတစ်နှစ်တစ်နှစ်ခွဲကာလလောက်ကလေးများရှိမလားတော့အတိအကျမမှတ်မိနိုင်တော့ပါဘူး။အဲ့ဒီလောက်ကာလကလေးပါပဲ။အသားဖြူဖြူပိန်ပိန်သွဲသွဲကလေးသက်သာအပြစ်ကင်းတဲ့မျက်နှာကလေးနဲ့ချစ်စပွဲကောင်းမလေးတစ်ယောက်ဆိုင်ကိုရောက်လာငြိမ်သက်စွာစာလာဖတ်တတ်တဲ့အဲ့ဒီကောင်မလေးခမကံမကောင်းအကြောင်းမလှစွာပဲရင်မတော်တဆမှုနဲ့ကွယ်လွန်ဆုံးပါသွားခဲ့တယ်။အဲ့ဒါသိကြပြီးတော့မဆိုနိုင်ဘူး။3 နှစ်လောက်တော့ရှိပြီပေါ့။ကျွန်တော်မှအတော်လေးထိတ်လန့်အံ့အားသင့်ပြီးဝမ်းနဲ့စိတ်မကောင်းဖြစ်ခဲ့ရတယ်။ငယ်ရွယ်လွန်းလှလို့နှမျောတတဖြစ်မိတယ်။ဆုံတွေ့နေရချိန်ကျွန်တော်ဆိုင်မှာစာလာလာဖတ်နေချိန်တွေတုန်းကတော့စိတ်ထဲထူးထူးခြားခြားပြောပလောက်အောင်စိတ်အတွေးမရှိခဲ့။စာအုပ်စာပေနဲ့ဝေးနေကြတဲ့လူငယ်တွေကြားဒီကောင်မလေးကတော့စာအလွန်ဖတ်တဲ့ကောင်းမလေးတစ်ယောက်လို့သာဖြစ်မိပေမဲ့တေဆုံးခဲ့ပြီဆိုတဲ့အသည့်ကတဘဝလုံးမေးဖို့ခက်လောက်အောင်ကိုမှတ်ညံတဲ့အဲ့ဒီကောင်မလေးရဲ့ပုံရိပ်တွေဟာပြတ်သားထင်ရှားလို့သာနေတယ်။စာဖတ်နေတဲ့မိန်းကလေးငယ်တွေကိုတွေ့တိုင်းသူ့ကိုကျွန်တော်သတိရလို့လာတယ်။အမြဲပါပဲ။နောက်ထပ်ကျွန်တော်အမြဲမှတ်ရနေတဲ့ကောင်မလေးတစ်ယောက်ရှိသေးတယ်။လွန်ခဲ့တဲ့10 နှစ်ကျော်တုန်းကတစ်နှစ်လောက်ဆုံတွေ့ခဲ့ရပူးတဲ့ကောင်မလေး။သူမကိုလည်းမကြကျွန်တော်အမှတ်ရနေစေ။အဲ့ဒီတုန်းကသူမဟာ10 တန်းတက်မဲ့ကျောင်းသူကလေးပဲရှိသေးတယ်။ကျွန်တော်ထက်6 နှစ်9 နှစ်လောက်တော့ငယ်လိမ့်မယ်။အဲ့ဒီတုန်းကကျွန်တော်ကဓာတ်ပုံဆရာမဟုတ်တဲ့ဓာတ်ပုံတစ်ပည့်ဓာတ်ပုံပညာသင်ယူနေတဲ့အချိန်ပေါ့။နောက်ပြီးကဗျာတွေရေးတယ်။မဂ္ဂဇင်းတွေမှာကဗျာဖော်ပြခံရဖို့ဓာတ်ပုံပညာသင်ယူဖို့ထက်ပိုပြီးအပြင်းအထန်အားထုတ်နေခဲ့တာ။သူဟာကျောင်းလစ်ပြီးကျွန်တော်အလုပ်တင်ဆိုင်ကလေးကိုရောက်လာတတ်တယ်။ကဗျာအကြောင်းတွေကျွန်တော်တို့ပြောတယ်။ဘာစာအုပ်တွေဖတ်နေလဲအပြန်အလှန်စာအုပ်ဖလှယ်ကြတယ်။10 တန်းကျောင်းသူတစ်ယောက်နဲ့မလိုက်အောင်မော်ဒန်ကဗျာတွေနဲ့ပတ်သက်ပြီးသူသိမှုကမြင့်မားတယ်လို့ကျွန်တော်တော့ပြန်တွေးမိပြီးအံ့ဩနေမိတယ်။ကျွန်တော်ထက်လည်းစာပိုဖတ်နိုင်တယ်။အကြောင်းပြချက်ပေးတာမဟုတ်ပေမဲ့အဲ့ဒီတုန်းကကျွန်တော်ဟာမွဲလွန်းလို့24 နာရီမှာ14 နာရီလောက်ကအလုပ်နဲ့နှစ်ပန်းလုံးနေရတယ်။ငွေရှာနေရတယ်ပေါ့။သူကတော့ဒီလိုမဟုတ်သူ့ရဲ့မိဘတွေဟာအချမ်းသာကြီးမဟုတ်ပေမဲ့ဆင်းရဲတယ်ဆိုတာနဲ့ဝေးလာတဲ့ကုန်တွေဒီတော့သူចောင်းစာမဟုတ်တဲ့ကြပြားတွေဝတ္ထုစာအုပ်တွေဝယ်ဖတ်နေတာကိုသဘောကျတယ်လို့ရှိပေမဲ့ကြပြားရေးတာကိုနှစ်သက်လက်ခံဖို့မတက်နိုင်ကြဘူး။သူ့မှာကြပြားတွေခိုးရေးရတယ်။ဓာတ်ပုံဆိုင်ကလေးကိုရောက်လာတိုင်းသူရေးထားတဲ့ကြပြားတွေကျွန်တော်ကိုပေးဖတ်တယ်။သူ့ကြပြားတွေဟာကျွန်တော်ကြပြားတွေထက်ကောင်းတာညင်မရဘူးပေါ့။ဒါပေမဲ့သူဟာကျွန်တော်ကိုပေးဖတ်တဲ့ကြပြားတွေထဲကကျွန်တော်ကကောင်းတယ်လို့ယူဆမှတ်ချက်ပြုတဲ့ကြပြားတွေကိုပဲကျွန်တော်စီထားခဲ့တတ်တယ်။အဲ့ဒါတွေကိုမဂ္ဂဇင်းတွေကိုပို့ပေးဖို့ကျွန်တော်ကိုသူတောင်းဆိုလေးရှိတယ်။အဲ့ဒီလိုအချိန်တွေအတိုင်းကျွန်တော်ကလည်းပွပွလင်းလင်းပဲစာအိတ်ဖို့အချောကူရေးဖို့စာရွက်ဖို့တောင်းရတယ်။ကျွန်တော်မှာကိုယ့်ကြပြားကိုမဂ္ဂဇင်းပို့ဖို့တောင်ခဲယဉ်နေတဲ့ကာလတွေကိုပြီးတော့ကျွန်တော်လိပ်စာနဲ့ပဲမဂ္ဂဇင်းတွေစီကြပြပို့ပေးလိုက်တယ်။သူ့ရဲ့ကလောင်နာမည်ကတစုံတယောက်တဲ့ထူးခြားတဲ့ကလောင်နာမည်တစ်ခုပါပဲ။သူ့ရဲ့ကြပြတွေမဂ္ဂဇင်းတွေမှာမပါခဲ့ဘူးလို့ကျွန်တော်ထင်ပါတယ်။အနည်းဆုံးတော့ကျွန်တော်စောင့်ကြည့်နေတဲ့လများအတွင်းမှာတော့ဖော်ပြမခံခဲ့ရတာသိကြတယ်။အဲ့ဒီတုန်းကတော့မဂ္ဂဇင်းတစ်ခုခုမှာကြပြပါဖို့ကတိတ်ခတ်ခဲ့တိတ်ကြမြင့်တက်တာကိုကျွန်တော်ကြပြတစ်ပုဒ်ဆိုရင်ပို့ပြီး2 နှစ်ခွဲကျော်ကြာမှမဂ္ဂဇင်းမှာပါလာတာကြုံခဲ့ဘူးတယ်။ဘာဖြစ်လို့အဲ့ဒါလောက်တောင်ကြာရတယ်မစင်းစားတက်နိုင်အောင်ပါပဲ။သူ့ဘဲကိုမှန်းမသိပျောက်ကွယ်ထွက်ခွာသွားတဲ့နောက်ပိုင်းကျွန်တော်ပို့ပေးခဲ့တဲ့သူ့ကြပြတွေမဂ္ဂဇင်းတွေမှာဖော်ပြလာလိမ့်မလားစောင့်ကြည့်ခဲ့တာတော့တစုံတစ်ယောက်ရဲ့ကြပြတွေဟာပါမလာခဲ့ဘူးပါဘူး။10 တန်းဖြည့်ပြီးတဲ့နောက်မှာသူ့အဖေဆုံးပါသွားတယ်။အဲ့ဒီနောက်သူတို့မိသားစုတနေ့တစ်ကြေးကိုပြောင်းရွှေ့သွားတယ်လို့ကြားလိုက်ရတယ်။နှုတ်တောင်မဆက်လိုက်ရလို့ဘယ်မြို့ကိုပြောင်းရွှေ့သွားတယ်လဲကျွန်တော်မသိခဲ့ဘူး။ယနေ့အထိလည်းပြန်မဆုံးဖြစ်ကြတော့ဘူး။သူ့ကြပြားတွေမရေးဖြစ်တော့ဘူးထင်တယ်။ဒါမှမဟုတ်ဒီနေ့အထိသူ့ကြပြားတွေရေးနေတော့လား။မဂ္ဂဇင်းတွေကိုများပို့နေလေအောင်မလားလို့တခါတလေကျွန်တော်တွေးနေမိတယ်။ကြပြားတွေရေးနေစေပဲဆိုရင်ကလောင်နာမည်ကလည်းတစုံတစ်ယောက်ပဲလား။တစုံတစ်ယောက်ဆိုတဲ့ကလောင်နာမည်လိုပဲထူးခြားတဲ့နာမည်တစ်ခုခုကိုပြောင်းလဲလိုက်ပြီလားလို့ကျွန်တော်ရော်ရမ်းတွေးဆလို့နေမိတယ်။သူ့ရဲ့ကလောင်နာမည်အကြောင်းကိုမှန်းဆနေမိရာကနေပါအောင်ဒါနဲ့သူ့နာမည်အရင်ကဘာပါလဲလို့စဉ်းစားကြည့်ခဲ့မိတော့အံ့ဩစရာပဲ
သူ့ရဲ့နာမည်အရင်းကိုကျွန်တော်မမှတ်မိမသိဘူးဒီတော့မှကျွန်တော်နဲ့သူဟာခင်ခဲ့တဲ့တစ်နှစ်ကျော်ကာလအတွင်းကြပြအကြောင်းကလွဲလို့တခြားဘာမှထွေထွေထူးထူးမပြောခဲ့ကြဘူးပါလားလို့သိသွားတယ်နာမည်ကလေးအကြောင်းတောင်မပြောဖြစ်ခဲ့ကြတာကုန်လွန်ခဲ့တဲ့နှစ်ကာလတွေကိုပြန်ကြည့်ရင်တော့ခဏလေးလိုပဲထင်မိတယ်ခဏလေးဆိုပေမဲ့လည်းတချို့အရာတွေကတော့တိတ်ကြခဲ့ပါပြီအဲ့ဒီတစ်စုံတစ်ယောက်ကိုတော့ကျွန်တော်ခုထိတိုက်ဆိုင်ရင်ဖြင့်တတိယနေမိတော့ကြပြားတွေခိုးခိုးရေးနေတဲ့ကောင်မလေးပေါ့နောက်ထပ်သောကောင်မလေးတစ်ယောက်ကိုကျွန်တော်မှတ်မိနေသေးတယ်အချိန်ကာလအဖြစ်တော့သူကပိုကျသွားခဲ့ပြီလွန်ခဲ့တဲ့နှစ်20လောက်တုန်းကကျွန်တော်ငယ်တငယ်ချင်းကောင်မလေးတစ်ယောက်ပေါ့လေးတန်းအရွယ်ကလေးဘဝတရက်ကြောင်းစင်းချိန်မှာသူ့ရဲ့9နှစ်ပြည့်မွေးနေ့ပွဲလေးကျင်းပဖို့သူ့ရဲ့အမေကအတန်းထဲကခင်းတဲ့တငယ်ချင်း4-5ယောက်ကိုခေါ်ခဲ့ဖို့ပြောတယ်။အဲ့ဒီမတိုင်ခင်ကသူနဲ့ကျွန်တော်ဟာတန်းနဲ့ဆိုပေမဲ့မခင်ကြဘူး။ငါမွေးနေ့ငါအိမ်ကိုနေလိုက်ခဲ့မလားလို့သူကမေးတယ်။ကျွန်တော်ကြောင်ကြည့်နေခဲ့တယ်။ကိမ့်မုံလဲကျွေးမှာကာတွန်းကားလဲကြည့်မှာသူဆက်ပြောတယ်။ကိမ့်မုံနဲ့ကာတွန်းကားကကျွန်တော်ကိုဆွဲဆောင်နေလို့ပါသွားခဲ့တယ်။သူ့အိမ်ရောက်တော့ကျွန်တော်ရဲ့တခြားတငယ်ချင်းတွေရဲ့သူ့ရဲ့ဟာဖျောင်းနိုင်လေး9တိုင်ထွန်းထားတဲ့ကိမ့်မုံလေးပြီးမှဝိုင်းလို့ထိုင်ကြတယ်။ပြီးတော့ကိမ့်မုံစားကြတယ်။ TV ကြည့်တယ်။ထို့နောက်သူ့အမေဟာစာအုပ်ကလေးတစ်အုပ်ကိုင်းလို့ကျွန်တော်တို့ကိုပုံမြင်တွေဖတ်ပြတယ်။အပြန်မှာမွေးနေ့လက်ဆောင်အဖြစ်ပုံမြင်စာအုပ်တစ်အုပ်စီပေးလိုက်သေးတယ်။ကျွန်တော်ပျော်သွားတယ်။ကိမ့်မုံနဲ့ကာတွန်းကားကိုကြိုက်တာထက်ရုပ်ပုံကလေးတွေပါတဲ့ပုံမြင်စာအုပ်ကလေးကကျွန်တော်တို့ကိုပိုပြီးအံ့ဩမြင့်တက်စေခဲ့တယ်။အဲ့ဒီသူ့မွေးနေ့ကစလို့သူနဲ့ကျွန်တော်ဟာအတန်းနဲ့အတူတူထိုင်ရင်ခင်မင်ခဲ့ကြတယ်။သူ့စီကနေပုံမြင်စာအုပ်တွေငှားပြီးဖတ်တက်လာခဲ့တယ်။အလဲတန်းတစ်လျှောက်လုံးသူ့စီကနေစာအုပ်အငှားမပြတ်ခဲ့ဘူး။သူကလည်းအမြဲတမ်းကျွန်တော်အတွက်စာအုပ်တွေယူလာတတ်တယ်။အဲ့ဒီကနေအထက်တန်းမှာကျွန်တော်တို့ကျောင်းမတူတော့ဒါပေမဲ့သူ့ရဲ့မွေးနေ့မှာရရှိခဲ့တဲ့စာအုပ်လက်ဆောင်ကလေးမှစလို့ကျွန်တော်စာဖတ်ခြင်းကိုဆွဲလန်းသွားခဲ့တယ်။အဲ့ဒီနောက်နှစ်တွေကြာသွားတယ်။ကျောင်းမတူတော့လဲအနေဝေးစိမ့်တလူလူဖြစ်သွားတယ်။ကျွန်တော်လဲ10တန်းအောင်ပြီးတက္ကသိုလ်တော့မတက်ရသေး။မွေးရစာတီးကနေမိသားစုလိုက်တခြားမျိုးတစ်မျိုးကိုပြောင်းလာခဲ့ကြရတယ်။ကလေးဘွားတစ်ခုလုံးလို့အငွေ့ပြန်သွားတယ်။ဘာမှမကြံတဲ့လောက်ပဲ။ဒါပေမဲ့ကျွန်တော်ကိုပုံမြင်စာအုပ်လက်ဆောင်ပေးခဲ့တဲ့သူ့ရဲ့မွေးရက်ကလေးကိုတော့မေးလို့မရနိုင်ခဲ့ဘူး။ပုံမြင်စာအုပ်ကလေးတွေမြင်ရတိုင်းမပီဝိုးတဝါဖြစ်နေတဲ့သူ့မျက်နှာကလေးကိုပြန်မြင်အောင်မှန်းဆကြည့်မိတော့ကျွန်တော်မှတ်ဉာဏ်ကိုနက်နဲကုတ်ချစ်တူးဆွကြည့်ပါမှအာယုံမှာအလွန်ဆုံးပေါ်လာနိုင်ရင်သူ့ရဲ့သပင်တိုကုတ်ဝဲကလေးရဲ့မေးစေးအောက်ကမှဲ့နှက်ကလေးရဲ့ကိုပဲမြင်ရအောင်အောက်မိနိုင်တော့တယ်။တိတ်ကြလွန်ခဲ့ပြီကိုယနေ့အထိဘယ်မြို့ဘယ်နေရာကဘယ်အချိန်မှဖြစ်ဖြစ်မေးစေးအောက်မှာမှဲ့နှက်ကလေးနဲ့မိန်းကလေးများမြင်ရရင်သူများလားလို့တန်တရားဝင်မိတော့မယ်။စာရီဖတ်နေတဲ့မေးစေးအောက်ကမှဲ့နှက်ကလေးနဲ့ကောင်မလေးတစ်ယောက်ဘယ်များရောက်နေမှာပါလဲလို့တစ်ခါအောက်မေ့အမှတ်ရနေစေပါပဲ။စောင့်သူကို၌ကဘေးထွက်ဆိုကြအလင်းရောင်တောက်တောက်ပပရှိနေသေးပြီးပူလောင်နေသေးတဲ့တနေ့တော်ညနေမှာအမိုးနေလုံးနဲ့လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်အတွင်းနဲ့ကျွန်တော်ထိုင်နေခဲ့တယ်။ကျွန်တော်ရေးထားတဲ့ကြပြတစ်ပုဒ်အတွက်မဂဇင်းကိုစားစာမူက9000ထိုးပေးမယ်လူတစ်ယောက်ကိုစောင့်မျှော်နေခဲ့တာ။လာတော့မယ်ရောက်တော့မယ်တရားပေါ်ရောက်နေပြီလို့လွန်ခဲ့တဲ့တစ်နာရီလောက်ကတည်းကဖုန်းထဲမှာပြောခဲ့တဲ့လူတစ်ယောက်ပဲရှိတယ်။ဗတရားပေါ်လဲလို့ကျွန်တော်မမေးလိုက်ရတော့ကဘာပေါ်ကရှိသမျှတော့တရားတိုင်းရဲ့အပေါ်မှာရောက်နေတာဖြစ်နိုင်တယ်။စောင့်ရတာကြာပြီမို့ကျွန်တော်ကလက်ဖက်ရည်ခွက်ရဲ့အတွင်းအောက်ခြေကမြောင်းကလေးထဲမှာသာလက်ဖက်ရည်ကလေးနည်းနည်းကျန်တော့မယ်။ကိုရော့ကိုစောင့်မျှော်ခြင်းအလားပဲ။ဒါပေမဲ့ကိုရော့ကိုစောင့်မျှော်သူတွေကပတ်စံမပါပဲလက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်မှာတောက်မထားလို့လက်ဖက်ရည်ဖိုးရှင်းစရာပတ်စံမလိုဘူးကျွန်တော်ကတော့လူတယ်။ခက်ကြင်ကြင်ရှင်းမျောမျောလက်ဖက်ရည်ဆိုင်ရဲ့ဟိုးအတွင်းဆုံးမှာတော့နက်နက်ချက်ကနေချိတ်ဆွဲပြသထားတဲ့ TV ပြားတစ်ပြားရှိတယ်။ TV ပြားပေါ်မှာတော့ရုပ်သံလိုင်းတစ်ခုကနေဘင်ကိုဘဝဇက်လန် Last for Life ဇက်ကလာနေတယ်။အဲ့ဒီဇက်ကားကိုကျွန်တော်10ကြိမ်လောက်ကြည့်ပြီးသား။တိုးတော်လဲလက်ဖက်ရည်ဆိုင်အတွင်းမှာကျွန်တော်အပါအဝင်လူ10ယောက်လောက်ရှိပေမဲ့အဲ့ဒီဇက်ကားကိုကြည့်နေသူကကျွန်တော်တယောက်တည်းရဲ့ဘင်ကိုစိတ်ကျမ်းမာရေးစေယုံတက်နေရတဲ့အခန်းကိုရောက်နေပြီ။ဘင်ကိုဟာဘ
တင်းပေါက်ကမြင်ရတဲ့ဂျုံခင်းကိုကြည့်လို့ပကြီးရေးဆွဲနေတယ်။သူနာပြုတ်ရောက်လာပြီးတိတ်ကောင်းတဲ့ပကြီးကားပဲလို့ပြောတယ်။တစ်ဆက်တည်းပဲဒါပေမဲ့အပြင်မှာအဲ့ဒီအခင်းကိုရိတ်နေတဲ့လူမရှိဘူးလေလို့ဘင်ကိုကိုအဲ့ဒီသူနာပြုတ်ကဇော်တကတက်နေသေးတယ်။ဘင်ကိုကရှင်းပြတယ်။ဒီလူဟာမျော်လင့်ခြင်းကိုထင်ဟပ်တဲ့အနေနဲ့ဆွဲထားတာတဲ့။အဲ့ဒီလိုဘင်ကိုတကယ်ပဲရှင်းပြခဲ့သလားတော့ကျွန်တော်လည်းမသိဘူး။အမှုပညာပစ္စည်းတစ်ခုဆိုတာရှင်းပြလို့အကျိုးထူးတဲ့ကိစ္စမျိုးမဟုတ်ဘူး။အဲ့ဒါတော့ကျွန်တော်သိတယ်။အဲ့ဒီအခန်းဟာအမြဲတမ်းကျွန်တော်မုန်းတဲ့အခန်းပဲ။သို့တော်လည်းကျွန်တော်မှဒီပြင်လဲတခြားလုပ်စရာမရှိတာနဲ့ပဲ။တယောက်တည်းပဲအဲ့ဒီအခန်းကိုဆက်ကြည့်နေမိတယ်။ဆိုင်ရှင်ဟာနေ့လည်နေခင်မို့လူသိမ့်မကြပေမဲ့ဘာအတွက်အလုပ်ရှုပ်နေတယ်မသိ။အဲ့ဒီဇာတ်ကားကနေတခြားဇာတ်လမ်းတစ်ခုကိုပြောင်းဖို့အချိန်မရသေးလို့သာဒီလိုဇာတ်ကားမျိုးဟာဒီလိုနေရာမှာဘယ်သူမှစိတ်မဝင်စားဘူးဆိုတာသူသိမှာလောလောဆယ် TV ပြားပေါ်ဘာပဲလာနေနေသူခက်များဂရုမစိုက်နိုင်သေးလို့သာနောက်ပြီးဆိုင်ထဲလူသိမ့်မများသေးလို့သာဒီအတိုင်းလွတ်ထားပုံရတယ်ဆိုင်ထဲကလူတွေမှလည်းဖုန်းစခရင်ကိုကြည့်ရင်တစ်စက္ကန့်နှစ်စက္ကန့်လောက်ငြင်းငွေ့သွားတဲ့အချိန်ကလေးငေါမော့လို့ TV ပြားကိုတစ်ချက်ငေးလိုက်ပြီးချက်ချင်းပဲဖုန်းကိုပြန်ကုန်းကြည့်တယ်အဲ့ဒီဆိုင်လေးထဲမှာတော့ဘင်ကိုဘဝဇက်လန်ကိုစိတ်ဝင်စားသူနှက်ထိလူတွေကလုံးဝနားမလည်ကြဘူးလေဒီညငါကြည်ခွဲနေပြီထူးအိမ်တင်ဆိုတဲ့ဗင်းစင်ဗင်ကိုတန်ချင်းတက်ချင်းတောင်အပြေးအလွှာတတိယစရာတေးပြီးတဲ့နောက်နှစ်ပေါင်းများစွာအထိတနာဖို့ကောင်းနေသေးတဲ့ဗင်းစင်ဗင်ကိုပါပဲအပြင်မှာနေကတော်တော်ပူတယ်တစ်ပင်တချို့ကတရွက်တွေတောင်တိတိတသာကြီးနွမ်းလို့နေတယ်သို့တော်လည်းသူတို့ခြောက်သွားမှာတော့မဟုတ်ဘူးတော်တော်အံ့ဩဖို့ကောင်းတယ်အစိမ်းရောင်ရှိပြီးဟိုဘက်ဒီဘက်ဖောက်မြင်ရမတက်အဲ့ဒီတရွက်ပပကလေးတွေဟာပြင်းထန်လွန်တဲ့အပူချိန်42ဒီဂရီဆဲလ်စီယပ်အောက်တတဲမှာအရှုံးမပေးဘဲကြမ်းကြမ်းခံနေနိုင်တာအဲ့ဒါဟာသူ့ကိုထောက်ပံ့ပေးနေတဲ့ရေတောက်မြစ်တွေကြောင့်ပဲလူတစ်ယောက်အနေနဲ့ဆိုရင်အဲ့ဒီအပူချိန်အောက်မှာအင်းချစ်ပပကြောပလာနဲ့ရက်ခံနေဖို့ဟာမဖြစ်နိုင်သလောက်ပဲလို့ထင်ရတယ်ဒါပေမဲ့လည်းအဲ့ဒီလိုနေနိုင်တဲ့လူတွေလည်းတကယ်ရှိတယ်ညနေခင်းကြနေအောင်ကြီးအောက်မှာကွန်ကရစ်ရေများဖောက်ဖို့မြေချင်းတူးနေသူတွေအစုလိုက်သူတို့ကြောဟာလူချမ်းသာတွေရဲ့ပါတီပွဲမှာတည်ခင်းထားတဲ့စပွဲအလဲကကောင်လုံးကင်တစ်ကောင်ရဲ့အရေးပြားတွေလိုမဲညစ်လို့သူတို့နဲ့စာရင်အရေးရတဲ့လက်ဖက်ရည်ဆိုင်မှာထိုင်လို့ဘယ်တော့လာမယ်မှန်းမသိတဲ့လူတစ်ယောက်ကိုစောင့်နေရတဲ့ကျွန်တော်အဖြစ်ကအများကြီးတာသေးတာပေါ့ကြပြဆောင်မှုခကလေး9000ကျပ်အတွက်ပဲဖြစ်ဖြစ်ပြဿနာမရှိပါဘူးကျွန်တော်စောင့်နိုင်ပါတယ်သူမလာမှသာကျွန်တော်မှပြဿနာရှိလာမှာလက်ဖက်ရည်ကတော့ကုန်သွားတာကြပြီစေးပေါ်လိပ်ကတော့ပထမတစ်လိပ်ကုန်လို့ဒုတိယတစ်လိပ်ယူပြီးထပ်ဖွာရာမှာတစိမ့်နဲ့တလက်မလောက်အကွာကိုရောက်လာခဲ့တဲ့အထိကျွန်တော်စောင့်နေရတော့မယ်လူတော်တော်များများကတော့စောင့်ရတဲ့အလုပ်ဟာကဘာပေါ်မှာငါအမုန်းဆုံးအလုပ်ပဲလို့ဘဝတစ်လျှောက်အကြိမ်ကြိမ်ပြောကြမှာဒါပေမဲ့လည်းသူတို့စောင့်ရတာပါပဲကဘာပေါ်မှာစောင့်ရခြင်းအလုပ်ကိုမလုပ်ဖူးတဲ့လူရဲလို့တယောက်မှကိုမရှိတာလူမွဲတယောက်အနေနဲ့မျော်မှန်းမကြည့်နိုင်လောက်အောင်ချမ်းသာတဲ့လူတွေကတော့စောင့်ရတဲ့အလုပ်ဘယ်တော့မှမလုပ်ဘူးကွစောင့်မဲ့စောင့်မင်းတို့ကငါ့ကိုစောင့်ရမှာလို့မန်ပပပြောတတ်ကြတယ်။သို့ပေမဲ့သူတို့လည်းတေဖို့စောင့်နေကြရတာပါပဲမဟုတ်လား။ကျွန်တော်ကတော့စောင့်ရတဲ့အလုပ်ကိုသဘောကျလာတယ်မဟုတ်ပေမဲ့ကျေနပ်ပါတယ်။စောင့်နေရတယ်ဆိုကြတဲ့ကလာမှရှိလို့ပဲတကိုယ်ရဲ့အထီးကျန်မဟုတ်ဘူး။ကြပြဆောင်မှုခငွေကလေး9000ပဲဖြစ်ဖြစ်အဲ့ဒါကျွန်တော်အတွက်အရေးပါတဲ့ကိန်းဂဏန်းတစ်ခုပဲ။မျောလင်းချက်ရှိနေသေးတယ်ဆိုတဲ့သဘောတစ်ချိန်မဟုတ်တစ်ချိန်တော့စောင့်နေရတဲ့တယောက်ယောက်ဟာတစုံတစ်ခုသောအဖြစ်အပျက်ဟာရောက်လာမှာကိုလုပ်ဖို့ကစောင့်နေဖို့ပဲကိုလုံးနိုင်တာကလည်းစောင့်နေဖို့ပဲရှိတဲ့နောက်အဲ့ဒီအပေါ်ညှဉ်းညူနေလို့ကတော့ဘဝဆက်တိုင်းနာကျင်ရဖို့ကြီးပေါ့နာကျင်ရမယ့်အစားမျှော်နေမယ်ညှဉ်းညူနေမယ့်အစားစောင့်နေလိုက်မယ်ကျွန်တော်မှာအချိန်တွေရှိပါတယ်အချိန်တွေရှိလို့လေဒီနေရာမှာဒီလိုထိုင်ဆောင်နေနိုင်တာရုပ်ရှင်တစ်ခုထဲမှာဘာသာပေဒပါမောက္ခတစ်ယောက်ပြောတဲ့စကားလေးတစ်ခွန်းကိုမှတ်မိနေတယ်။အချိန်ရလှပခြင်းဟာအဲ့ဒါပဲ။ဘယ်တော့ဖြစ်ဖြစ်တကြော့ပြန်ဖို့အချိန်တွေအမြဲရှိနေတယ်တဲ့။ဒါပေမဲ့လည်းတဦးချင်းစီအတွက်ဆိုရင်ရှိတဲ့အချိန်ဆိုတာအကန့်အသတ်နဲ့ပါ။ပင်ပန်းစိမ်းရဲစွာရက်တည်နေရတဲ့ဒီလိုတတိယနိုင်ငံကလူတစ်ယောက်ရဲ့ပြင်းပြသက်တမ်းဟာ60တောင်မပြည့်ဘူး။အဲ့ဒီပြင်းပြသက်တမ်းရဲ့တဝက်ကိုကျွန်တော်အနေနဲ့ကြော်လွန်လာခဲ့တာကြာပြီမို့အချိန်တွေရှိနေသေးတယ်ဆိုပေမဲ့ကြီးစွာသောအကန့်အသတ်နဲ့ရှိနေတဲ့အချိန်မျိုးပါ
ကိုဆက်ပြီးနေရမယ့်အချိန်ဟာကြည့်ဘူးတဲ့ရုပ်ရှင်တစ်ခုတည်းကလို့လက်ဖြံမှာနာရီမိနစ်စက္ကန့်နဲ့အတီးအကျပေါ်နေမယ်ဆိုရင်တော့တစ်မျိုးပေါ့အခုဟာကမရေရာလှဘူးကျွန်တော်ဟာအမိုးနဲ့နေလက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်ရဲ့ခွေးချေပူလေးပေါ်မှာထိုင်ရင်ဖြုတ်ကနေနှလုံးရက်သွားတာမျိုးကရာဂိုင်နှုန်းအများကြီးမဟုတ်ရင်တော့ဖြစ်နိုင်ခြေကတော့ရှိနေတာပဲသို့တော်ကျွန်တော်စောင့်ပါတယ်နေကတဖြည်းဖြည်းမမြင်ရတဲ့တစ်ဖက်ခြမ်းကိုထွက်သွားမှာအဲ့ဒီနောက်အေးလာမှာအရင်တုန်းကတော့လေညင်းကလေးဆိုတာကျွန်တော်သိကြိုက်တဲ့စကားလုံးပဲစကားလုံးအရရောအနှစ်သာရအဖြစ်ပါဦးလှိုက်တဲလှိုက်ကြိုက်ခဲ့တာခုရောမကြိုက်တော့ဘူးလားဆိုရင်တော့မဟုတ်ပါဘူးငါးချက်ဖိုးလောက်ပဲရရလိုချင်နေတော့မယ်ဒါပေမဲ့ခတ်သွားပြီလေညင်းကလေးဆိုတာရှိမှရှိသေးရဲ့လားလို့တွေးရမတတ်ပဲဟိုတလောကတေးဆုံးသွားခဲ့တဲ့ကမ္ဘာနောက်ဆုံးကြမ်းဖြူကြီးလိုပဲညိုးများတုံးသွားပြီလားလို့တွေးနေမိတယ်အမိုးနှိမ့်နှိမ့်လက်ဖက်ရည်ဆိုင်လေးတဲ့ထိုင်ဆောင်ရင်တစ်ချက်တစ်ချက်မျက်နှာကိုဖြတ်တိုက်သွားတဲ့လေကိုကလေညင်းကလေးမဟုတ်ပဲလေဖြင်းကလေးဖြစ်လို့နေတယ်ကန္နာရကြီးတစ်ခုလိုနေ့စဉ်နဲ့အမျှလေပူတွေကြီးဖြတ်ဖြတ်တိုက်တော့ဆဲရီခမလဲတေးလိုက်တာနိုင်ချင်မယ်အသက်ပြန်ပြုတ်လုပ်တဲ့ဆဲရီမှာအမားတွေခဏခဏပါလာတော့လူတွေဟာအိုမင်းလွယ်လာတယ်တချို့ကတော့ပြောနိုင်တာပေါ့နိုဝင်ဘာလိုဒီဇင်ဘာလိုလမျိုးကြတော့လေဒါတွေကိုလည်းလွယ်မေ့သွားမှာပဲလို့ဒါပေမဲ့အဲ့ဒီတော့အခါအဲ့ဒီတော့ပဲအခုခါမှာတော့ပူတာကပူတာပါပဲအုတ်ရိပ်မြောင်တူးနေသူတွေကိုအားနာပေမဲ့ကျွန်တော်အနေနဲ့လည်းတကယ့်ကိုပူတာပါဖယားစုတဖြည်းဖြည်းနဲ့အချိန်တွေကုန်ကုန်သွားခဲ့တယ်တရားပေါ်ကလူအနေနဲ့လူကိုယ်တိုင်မလာနိုင်ရင်တော့ဖုန်းခေါ်အောင်မလားလို့ကျွန်တော်စောင့်နေတော့မယ်ကျွန်တော်အနေနဲ့ပြန်ခေါ်ဖို့ကတော့မဖြစ်နိုင်တော့ဘူးချေးထားတဲ့800ကျပ်ကုန်သွားတာကိုက2ရက်ရှိပြီအဲ့ဒီနောက်နေဝင်သွားတယ်နေဝင်သွားတော့အပူချိန်ကလည်းတိတိတတ်တာရောကျသွားတယ်ဟိုရှိကအုတ်ရည်မြောင်တူးနေတဲ့လူတွေရဲ့ဥတုအပေါ်တည်တဲ့ရေတံအချို့တောင်လွင်လွင်ကလေးထွက်လာကြတယ်တကယ့်ကိုရေတံလွင်လွင်ကလေးတွေလေညင်းကလေးမဟုတ်သေးပေမဲ့လေပူကြီးမဟုတ်တော့တဲ့လေကလေးတချို့ဆိုင်နဲ့လှည့်ဝင်လာကြတယ်အချိန်တွေရှိသေးတယ်ဆိုပေမဲ့လည်းလာတော့မယ်မသေးချာတဲ့လူကိုစောင့်နေဖို့ကတော့မလောက်ဘူးထင်ပါတယ်။မဂ္ဂဇင်းကိုယ်စားလှယ်သာရောက်မလာခဲ့ဘူးဆိုရင်အဲ့ဒီနောက်မှာကျွန်တော်အနေနဲ့ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေရှိလာမှာ။ဥပဒေကောင်းပေမဲ့စိတ်ပုတ်တဲ့ဆိုင်ရှင်ဘိုးတော်ကိုအကျွေးမှတ်ထားဖို့ကျွန်တော်တောင်းပန်ရမယ်။အဲ့ဒီအချိန်ကျွန်တော်မျက်နှာကိုနေပြင်းပြင်းအောင်ရှိနေတော့ကတရွက်ကလေးတွေလိုနွမ်းလျထားရလိမ့်မယ်။ဒါပေမဲ့ကြွေသွားမှာမဟုတ်ကျွန်တော်မှလည်းတောက်ရည်မြစ်တွေရှိနေသေးတယ်။ပြီးတော့ကျွန်တော်အိမ်ပြန်ရမယ်။ဒီနေ့မိုးရွာမယ်ထင်တယ်။ကောင်းကင်ကနေနေတယ်။ကောင်းကင်ကနေနေပေမဲ့ကျွန်တော်အိမ်ကမိဖို့ကြောင့်လေဒီနေ့နေနိုင်မှာမဟုတ်တော့ဘူးလို့များဆိုလိုက်ရင်တော်တော်ကလေးတစ်ချောင်းဆွဲဖြစ်သွားမယ်။တချို့များဆိုရင်ထိထိခက်ခိုက်ဖြစ်ကြရလိမ့်မယ်ထင်တယ်။ဒါပေမဲ့အဲ့ဒါကျွန်တော်ဘဝမဟုတ်ပါဘူး။တကယ်ရှိနေတာသိချတဲ့တခြားသောဘဝများကိုကိုးကားတာဖြစ်သွားမှာ။ကောင်းကင်ကနေနေတယ်။ကျွန်တော်တော့အိမ်ပြန်ရောက်တဲ့အခါမိုးရေချိုးမယ်။မိုးရွာမယ့်အချိန်ကိုစောင့်နေရအောင်ပါပဲ။ကျွန်တော်ဆောင်မှုကကလေး9000ဟာဒီနေ့တော့ရတော့မှာမဟုတ်ပြန်မဲလို့စိတ်ကိုဥပဒေကောင်ကောင်စိတ်ပပုတ်နဲ့ဆိုင်ရှင်ဘိုးတော်ကိုတောင်းပန်မယ်လို့ဖင်ထိုင်ကုန်ကထားလိုက်မှမဂ္ဂဇင်းကိုယ်စားလှယ်ရဲ့ဆိုင်ကဟာဆိုင်ရှိရောက်လာခဲ့တယ်။ကျွန်တော်ပျော်သွားတယ်လို့ထင်ပါတယ်။ပျော်တယ်လို့ပြောရတော့လေခက်ပါတယ်။နိုင်ပေါင်းများစွာကြာအောင်စောင့်နေရတဲ့အချိန်တုန်းကဒေါသရှိပေမဲ့လည်းတော်ပါပြီကွာလို့မျောလင့်ချက်ရုပ်သိမ်းလိုက်တဲ့အချိန်ရောက်တော့ကျွန်တော်မှအတော်လေးတော့အာဃာတကင်းစင်သွားခဲ့တယ်။မျောလင့်ချက်ဟာလူကိုတကယ်ပူလောင်စေတယ်။အဲ့ဒီလိုစိတ်လျှော့ပြီးမှအဲ့ဒီလိုရောက်လာလေတော့ကျွန်တော်မှစိတ်ခံစားချက်ကအဘက်ဘက်ကယော့သွားပြီးမို့သူ့ကိုရန်တွေးဖို့လည်းပဲစိတ်မရှိတော့ဘူး။နောက်ဆုံးတော့ငါးကပြလိုအားခကလေးရပြီပေါ်လို့တွေးပြီးတက်ပြင်းသာချလိုက်မိတယ်။သို့တော့မဂ္ဂဇင်းကိုယ်စားလှယ်မှာကျွန်တော်ကိုပေးဖို့ပတ်စံပါမလာတော့လမ်းမှာတခြားသောကိစ္စတစ်ခုအတွက်မလွှဲမရှောင်သာတုံးလိုက်ရတာမို့မနှက်ဖြန်မှာယူပါတော့လို့တောင်းပန်စကားဆိုလာတယ်။လူဘဝဟာအဲ့ဒါပဲလို့ကျွန်တော်ပြောချင်တယ်။ကျွန်တော်တို့အဆောင်ကြီးဆောင်အမျော်လင့်ကြီးမျော်လင့်ခဲ့ပြီးတဲ့နောက်21အဆင့်ကြီးကိုဘေးကွက်ကြီးတက်ချင်တက်လာတတ်တယ်။ဘာတက်နိုင်မှာလဲ။အ ਨੇ ဆုံးတော့ကျွန်တော်အနေနဲ့သူ့ကိုလက်ဖက်ရည်ဖို့ရှင်းခိုင်းလိုက်နိုင်တယ်။ပြီးတော့ညီနေတဲ့ကောင်းကင်အောက်ကနေအိမ်ပြန်လာခဲ့တယ်။မိုးကြီးချုပ်တော့မိုးတကယ်ရွာတယ်။ဒီတော့ကျွန်တော်လဲကလေးတယောက်လိုပဲအော်ဟစ်လို့မိုးရေချိုးနေလိုက်တော့တယ်။အဲ့ဒီအချိန်ကလေးပျော်စရာပါ။